Hello everyone လူကြီးမင်းတို့အားလုံးကိုကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာကတော့ရှေ့ဗီဒီယိုမှာပြောပြပေးထားတဲ့နောင်အကြောင်းတွေမှာ Come on now နဲ့ proper now အကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမကြည့်ခင်ရှေ့မှာပြောပြထားတဲ့ဗီဒီယိုလေးကိုတွားကြည့်ဖို့အကြံပြုချင်ပါတယ်ဘာလို့လဲဆိုရင်ဒီဗီဒီယိုလေးတွေဟာဆက်ဆက်နေလို့ပဲဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူဗီဒီယိုလေးကိုဆက်ပြီးကြည့်လိုက်ကြရအောင်ပထမဦးဆုံးခမနောက်အကြောင်းလေးကိုပြောပြပေးသွားပါမယ်ခမနောက်ဆိုတာအများနဲ့သက်ဆိုင်တဲ့နာမ်တွေကိုဆိုလိုတာဖြစ်ပါတယ်ရေဘူးရအဖြစ်ပြောတဲ့အချိန်မှာအသုံးပြုတာမျိုးဖြစ်ပါတယ်လူကြီးမင်းတို့နားလဲသဘောပေါက်အောင်ပြောရမယ်ဆိုရင်တော့ဥပမာအနေနဲ့အဆိုတော်ဆိုပါစို့အဆိုတော်ကတယောက်တည်းရှိတာမဟုတ်ဘူးလေဟုတ်တယ်မလားအဆိုတော်လို့ပြောလိုက်တာဟာရဲရင်အောင်လည်းဖြစ်ချင်ဖြစ်မယ်လွမ်းပိုင်လည်းဖြစ်ချင်ဖြစ်မယ်တုံတေးသိမ့်တန်လည်းဖြစ်ချင်ဖြစ်မယ်ပေါ့ဗျာအဲ့လိုပဲစီတီမျိုးတစ်မျိုးပဲဆိုပါစို့မျိုးလိုပဲပြောလိုက်တာဘာမျိုးဆိုပြီးပြောလိုက်တာမဟုတ်ဘူးလေဟုတ်တယ်မလားမျိုးဆိုတော့မိထီလာလည်းဖြစ်ချင်ဖြစ်မယ်ရန်ကုန်လည်းဖြစ်ချင်ဖြစ်မယ်ပေါ့ဗျာအဲ့လိုမျိုးအများနဲ့သက်ဆိုင်တဲ့နာမ်တွေကိုကိုမွန်းနောင်းလို့ခေါ်ပါတယ်ဒီလောက်ဆိုရင်လူကြီးမင်းတို့ကိုမွန်းနောင်းအကြောင်းကိုနားလည်သွားပြီလို့ထင်ပါတယ်နောက်ထပ် proper noun အကြောင်းလေးကိုပြောပြပေးပါမယ် proper noun ဆိုတာကတော့တဦးတယောက်တည်းနဲ့ဆိုင်တဲ့နာမ်တွေကိုပြောတာပါဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့အခုနအဆိုတော်တွေထဲမှာဆိုရင်ရဲရင်အောင်လို့ပြောမယ်ဆိုရင်ရဲရင်အောင်ကိုပြောတာဖြစ်တဲ့အတွက်ရဲရင်အောင်တဦးတယောက်တည်းနဲ့ဆိုင်တာမျိုးပါအဲ့လိုပဲတွန်တေးသိမ့်တန်လို့ပြောရင်တွန်တေးသိမ့်တန်နဲ့ပဲဆိုင်တာမလို့တွန်တေးသိမ့်တန်တဦးတယောက်တည်းနဲ့ဆိုင်တာမျိုးပေါ့နောက်ထပ်ကြော်ကြော်ဆိုကြော်ကြော်နဲ့ဆိုင်တာမျိုးပေါ့ဒီလောက်ဆိုရင်လူကြီးမင်းတို့ common noun နဲ့ proper noun အကြောင်းကိုနားလည်သွားမယ်လို့ထင်ပါတယ်နောက်ထပ်လေ့လာစရာရှိတဲ့ noun တွေအကြောင်းကိုနောက်ဗီဒီယိုမှာထပ်ပြီးပြောပြပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လေးနှိပ်ပေးသွားပါဦး Thanks you guys.